ပန်းရောင်းတဲ့အမေကိုမိုးဖွဲဖွဲကြနေတဲ့မနက်အစောကြီးတစ်ခုဈေးမဖွင့်သေးတဲ့လမ်းဘေးတစ်နေရာမှာအသက်80ကျော်အရွယ်အမေအိုတယောက်ဟာပန်းချင်းလေးကိုဘေးမှာချပြီးတိတ်တိတ်လေးထိုင်နေတယ်လက်တွေကတုံနေပြီမျက်လုံးတွေကလည်းမှုံဝါလာပြီဒါပေမဲ့သူ့လက်ထဲမှာတော့ပန်းစည်းလေးတွေကိုတိတ်တိတ်ချာချာစီးနေတော့မယ်သူမနာမည်ကဒေါ်မြရီတစ်ချိန်ကသားသမီး3ယောက်အတွက်အသက်ပေးပြီးရုန်းကန်ခဲ့တဲ့မိခင်တယောက်အမေဒီနေ့ဆန်မရှိတော့ဘူးငငယ်ကသားသမီးတွေပြောခဲ့တဲ့စကားတွေကိုသူမှမမေ့သေးဘူးအဲ့ဒီအချိန်တုန်းကဒေါ်မြရီဟာမနက်3နာရီထားပြီးပန်းစည်းသွားရတယ်ညဘက်အိတ်ချိန်မရှိမိုးရွာရင်လည်းသွားရတယ်နှီးပူရင်လည်းသွားရတယ်သူမအိမ်တောင်ဖက်ကတားငယ်လေး9နှစ်အရွယ်တုန်းကဆုံးသွားခဲ့တာအဲ့ဒီနေ့ကစပြီးသားသမီးတွေပညာတတ်ရမယ်ဆိုတဲ့စိတ်တစ်ခုပဲသူမအသက်ရှင်ဖို့အားဖြစ်လာခဲ့တယ်တနေ့သားအကြီးကတက္ကသိုလ်တက်ဖို့မွေလို့လာတယ်အမေကျောင်းကြီးမသွင်းရင်သားစာမေးပွဲဖြေမရတော့ဘူးဒေါ်မြရီကခဏတိတ်သွားတယ်ပြီးတော့သူမလက်မှာတစ်သက်လုံးမချွတ်ဖူးတဲ့ရွှေလက်ကောက်လေးကိုဖြုတ်လိုက်တယ်ယူသွားသားပညာကအရေးကြီးတယ်အားကပျော်သွားပြီမေအမေမျက်လုံးထဲမှာတော့မျက်ရည်တွေဝေးနေတယ်အဲ့ဒီရွှေလက်ကောက်ကသူမခင်ဖို့မသိရင်နောက်ဆုံးပေးရတဲ့အမှတ်တရဆိုတာဘယ်သူမှမသိခဲ့ကြဘူးနှစ်တွေကြာလာတယ်သားသမီးတွေတစ်ယောက်ပြီးတစ်ယောက်အလုပ်ရကြတယ်တစ်ယောက်ကရန်ကုန်မှာတစ်ယောက်ကထိုင်းမှာနောက်တစ်ယောက်ကနိုင်ငံခြားထွက်သွားတယ်ဒေါ်မြရီကတော့မူလအတိုင်းပန်းရောင်းနေတော့ပဲအိမ်ကြီးကြီးတွေကမေးကြတယ်အမိသားသမီးတွေအဆင်ပြေမိပြီဆိုဘာလို့ပင်ပင်ပန်းပန်းလုပ်နေသေးတာလဲဒေါ်မြရီကအပြုံးလေးနဲ့ပဲပြန်ဖြေတယ်သားသမီးတွေကသူတို့ဘဝနဲ့သူတို့ရှုံနေကြမှာပေါ့ဒါပေမဲ့အမှန်တရားကတော့ဘယ်သူမှသူမကိုလာမကြည့်ကြတော့တာတညမိုးကြီးရွာနေတယ်ဒေါ်မြရီအိမ်လေးထဲရေယူနေတယ်သူမဖုန်းဟောင်းလေးကိုယူပြီးသားအကြီးစီဖုန်းခေါ်လိုက်တယ်ဟယ်လိုသားအမေအိမ်မိုးယူနေလို့ဖုန်းတစ်ဖက်ကအတန်ကစိတ်မရှိတော့ဘူးအမေသားအလုံများနေလို့နောက်မှပြောရအောင်ပြီးတော့ဖုန်းချသွားတယ်ဒေါ်မြရီကဖုန်းကိုတိတ်တိတ်လေးကြည့်နေတယ်မိုးရီကမျက်နှာပေါ်ကျနေတာလားမျက်ရည်ကျနေတာလားသူမကိုယ်တိုင်တော့မသိတော့ဘူးနောက်တစ်နေ့ဒေါ်မြရီဟာပန်းချင်းကြီးကိုမနိုင်မနှင်းထမ်းပြီးဈေးသွားနေတယ်လမ်းတစ်ဝက်မှာမိုးလေးကျသွားတယ်ပန်းနီလမ်းပေါ်ပြန့်ကျဲသွားတယ်လူတွေဝိုင်းကြည့်ကြပြီးမဲ့ဘယ်သူမှမထူပြီးရကြဘူးအဲ့ဒီအချိန်ဆိုင်ကယ်နဲ့ food delivery လုပ်နေတဲ့လူငယ်လေးတစ်ယောက်ပြေးလာတယ်အဖွာအဆင်ပြေရဲ့လားသူကပန်းနီကိုလိုက်ကောက်ပြီးတယ်ဒေါ်မြရီကအားနာစွာနဲ့ပြောတယ်ကြီးစုပါသားရဲ့အဖွာမှာသားသမီးမရှိဘူးလားအဲ့ဒီမိခွန်းကြတော့ဒေါ်မြရီမျက်နှာလေးတိတ်သွားတယ်ရှိပါတယ်ဒါပေမဲ့သူတို့အလုံများကြတယ်လူငယ်လေးကခဏငြိမ်သွားတယ်သူ့မျက်လုံးထဲမှာတော့ဝမ်းနည်းမှုတွေပြည့်နေတယ်အဲ့ဒီနေ့ကစပြီးအဲ့ဒီ food delivery လူငယ်လေးကိုတန့်ဟာနေ့တိုင်းဒေါ်မြရီစီလာတယ်တခါတလေမုံဝေလာပြီးတယ်တခါတလေစီးဝေပြီးတယ်အဖွာအချိန်မှန်စားနော်ဒီစကားလေးကတော့ဒေါ်မြရီအတွက်မေတ္တာကြီးတစ်ခုလိုဖြစ်လာတယ်တနေ့ဒေါ်မြရီနေမကောင်းဖြစ်ပြီးအိပ်ရာထဲလဲသွားတယ်ကိုတန်းကစိုးရိမ်ပြီးဆေးရုံပို့ပေးတယ်ဆရာဝန်ကခေါင်းခါတယ်အသက်ကြီးနေပြီးအားအင်လည်းအရန်နေနေတယ်ကိုတန်းကဒေါ်မြရီသားသမီးတွေကိုဆက်သွယ်ဖို့ကြိုးစားတယ်ဖုန်းဆက်တော့ကျွန်တော်အလုပ်ရှိလို့လေရင်လက်မှတ်မရသေးဘူးနောက်မှလာမယ်အကြောင်းပြချက်တွေပဲပြန်ရတယ်ဒေါ်မြရီကစီးရုံကတင်ပေါ်မှာတိတ်တိတ်လေးလေးနေတယ်ကိုတန်းလက်ကိုဖမ်းထားပြီးပြောတယ်တားရဲ့အဖွာဘာမှစိတ်မနာပါဘူးသားသမီးဆိုတာဘလောက်ဆိုးဆိုးအမိအတွက်တော့သားသမီးပဲသူတို့ပြောနေရင်အမိကြည်နဲ့ပါတယ်အဲ့ဒီစကားကြတော့ကိုတန်းမျက်ရည်မထိန်နိုင်တော့ဘူးရက်အနေငယ်ကြပြီးဒေါ်မြရီပြန်တက်တာလာတယ်ဒါပေမဲ့သူမဟာပန်းမရောင်းနိုင်တော့ဘူးတနေ့ကိုတန်းကအံ့အားသင့်စရာတစ်ခုလုပ်လိုက်တယ်လမ်းပြီးတနေရာမှာပန်းဆိုင်တီးတီးလေးတစ်ဆိုင်ထားပြီးထားတယ်ဆိုင်ပုတ်ပေါ်မှာရေးထားတယ်အမိမြရီပန်းဆိုင်ဒေါ်မြရီကဆိုင်ပုတ်ကိုကြည့်ပြီးမျက်ရည်ကျလာတယ်အဖွာနောက်ကစပြီးနေပူမိုးရွာတယ်မထိုင်ရတော့ဘူးတားရှိတယ်
ဒီစကားလေးကြားတဲ့အချိန်မှာသူမရဲ့ရင်ထိတ်ကအထီးကျန်မှုကြီးဟာဖြည်းဖြည်းချင်းပျောက်ကွယ်သွားတယ် တနေ့ဒေါ်မြရီသားသမီးတွေပြန်ရောက်လာကြတယ်။သူတို့အမေပန်းဆိုင်လေးထဲမှာပြုံးနေတဲ့ပုံကိုမြင်လိုက်ရတယ်။ဒါပေမဲ့အဲ့ဒီအပြုံးထဲမှာသူတို့အတွက်မျောလင်းချက်တွေမရှိတော့ဘူး။သားအကြီးကငိုပြီးဒူးထောက်တောင်းပန်တယ်။အမေသားမှားပါပါတယ်။ဒေါ်မြရီကခေါင်းလေးကိုပုတ်ပြီးပြောတယ်။ရပါတယ်သားရဲ့။အမေကသားသမီးတွေကိုဘယ်တော့မှစိတ်မနာတတ်ဘူး။ညနေစည်းစာမှာဒေါ်မြရီဟာပန်းဆိုင်ရှိမှထိုင်ပြီးနေဝင်တာကိုကြည့်နေတယ်။ဘီးမှာတော့ကိုတန့်ရှိနေတယ်။သူမမျက်နှာမှာနှွေးထွေးတဲ့အပြုံးလေးတစ်ခုပေါ်နေတယ်။ဘဝကသူမကိုနာကျင်မှုတွေအများကြီးပေးခဲ့ပေမဲ့မိခင်မြတ်တာဆိုတာဘယ်တော့မှမခံချောက်သွားဘူး။အမေဆိုတာစွန့်ပစ်ခံရရင်တောင်သားသမီးတွေကိုချစ်နေတတ်တဲ့လူသားတစ်ယောက်ပဲ